မင်္ဂလာပါဒီညကတော့ဒါနေဆက်ပေါ့နော်နေဆက်ကဘာလို့လဲဆိုတော့အခုကဟိုဘက်ကဆိုလို့ရှိရင်တော့မိုးနေမြို့နယ်ပေါ့နော်အခုကျွန်တော်ရက်နေတဲ့ဖက်မှာဆိုလို့ရှိရင်တော့ဒါမောက်မယ်မြို့နယ်ထဲမှာဒါမောက်မယ်မြို့နယ်နဲ့မိုးနေမြို့နယ်နေဆက်ပေါ့နော်ဒီမှာလေးဆိုင်ပုံမှာအဲ့လိုရေးထားတယ်ဗျရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ခရိုင်တဲ့မိုးနေမြို့နယ်မှာကျူဆိုပါ၏ဟိုဘက်မှာကျွန်တော်တို့ကနောက်ခွန်းဆက်တာပါ၏ပေါ့နော်ဒီမှာဒါတော့ရှမ်းလိုရေးထားပါတယ်ဗျအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ကတော့ဟိုနမ်ကနေမိုးနဲမြို့ကိုသွားလည်မှာဖြစ်ပါတယ်ခင်ဗျဟိုနမ်ကနေမိုးနဲကိုဆိုလို့ရှိရင်တော့ကားဖြစ်တော့2 နာရီဝန်းကျင်ခန့်တော့ကြာမြင့်မှာဖြစ်ပါတယ်တောင်တက်အစင်းလေးတော့နည်းနည်းကြမ်းမယ်ခင်ဗျမိုးလဲရွာမယ်ဆိုတော့လေကျွန်တော်တို့ပုံမှန်လေးတော့မောင်းနေတာပဲဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်တို့ဗီဒီယိုကိုဆက်ကြည့်ပြပါဦးခင်ဗျမိုးရွာပါတယ်နော်မိုးနေပါလို့မိုးကမိုးများမျိုးဆိုမိုးနေမျိုးတော့ဒီလားဒီတဲ့မပူအားလေးမိုးမရွာဘူးမိုးနေရောက်ခါစားမှာမိုးအတကူအားကြပါရမိုးနေရွာပြင်းထန်စွာပြီးတော့ချိန်ချိန်ကိုရွာသွန်းနေတာကိုပုံရွာနေလားမသိဘူးဟုတ်တယ်ကွာကြောက်သွားပြီလို့တော့ကားတယ်လို့ဟင်โอ้นะมันแบบที่กระต่างเลยตะอ๋อฝาเลยอย่าอันนั้นก็จ้ากี่ทำไมเนี่ยไก่ก็คุยทางกี่เพนะโอ้ยสิงอ่ะสินาตะกี้ต้องอย่ามันเนาะที่ทิ้งหรือก็ต้องทำกันสู้โอ้ยอย่าปนาตะไปด้วยไล่ก้าเนี่ยเอาเนี่ยไล่ก้าตะไปสิดิมองไม่ต้องที่มองမောင်မဲတောင်ကြည့်လွေဖဲနော်ဟုတ်လေကဲလီနော်လွေလီတယ်မောင်မဲအာယူလီတော့မှာလွေအဲ့ဒါကညာလို့မဲဘာလို့ဘာကလွေလီနော်နော်မောင်မဲနဲ့ရဖဲနော်ကျိုးပဲနေနေနေတာလီယောနာအမသိကငါစားနော်အဲ့တော့မင်းတော့ဟာနေကြည့်လိုက်ကြမနေกว่ามึงไงเนี่ยฉันตั้งไปแล้วครับมึงไงครับอ๋อฉันเขาว่าตั้งนานเนี่ยฉันตั้งแผลมีนนะฮะมีหลายเช่นครับเนี่ยฉันตั้งมีเช่นเขาแก้ไม่ต้องมีครับเนี่ยมีกับหลงนะครับเนี่ยคุณต้องปักร้องค่ะกับป้วยอ๋อครับขอที่ไปค่ะกับป้วยป้วยมึงไงนี่กันนะอ๋อกับป้วยวัดตั้งนานเนี่ยป้วยวัดที่หลังมานะอยากขึ้นตั้งได้ค่ะอ๋อก็แบบแต่ก่อนนั่นเนาะอ๋อเอาค่ะส้มข้าวเอาค่ะโอ้ยอะไรล่ะดิเจ็ดก้าดิเจ็ดดิบลูมองยามเล็กกว่าเองนะตลาดมาแล้วบลูมองยามเล็กกว่าเองเนี่ยโอ้ยอะไรบุลันดิเจ็ดก้าดิเจ็ดดิบลูมองยามเล็กกว่าบลูมองยามเล็กกว่าพี่ไอ้ค่ะฉันตั้งกว่าเมืองในภายในค่ะฉันตั้งแผ่ตรงนี้เมียค่ะที่ตั้งหลังนั่นที่หิมโขนั่นเก๊กมันนี่มันจะฮะภายขวานั่นกว่าภายในนั่นมันจะกว่าค่ะเมื่อไหร่ค่ะอ๋อเอาค่ะจงค่ะนี่น่าจะเนี่ยวันนี้อามาเนี่ยทำว่าไม่เนี่ยอาสุเปไก่ไม่ขาวเลยทางอาสุเปนี่ไอ้ยูพีนะมันเมืองในเรายูพีเนี่ยอามาเนาะကျွန်တော်တို့
ဒီကနေ့ခီးသွားတာဒါတော့သူတို့နှစ်ယောက်ကတော့တစ်ခေါက်စီလား တစ်ခေါက်စီကျွန်တော်တို့ကတော့နှစ်ခေါက်ပေါ့ နှခေါက်စီရောက်ဘူးပြီနဲ့လဲကျွန်တော်တို့ကစမ်းတော်ပါဘောနော်နေ့တကြာလာတော့လမ်းတွေလည်းပြောင်းပြီးတော့လမ်းတွေကစပါတော့တိတ်မမှတ်ပြီးတော့ကျွန်တော်တလန်းလုံးကိုမေးမြန်းပြီးတော့ဒါသွားနေရတာပါပြီးတော့ဒီဘက်မှာဟမ်ဒါကြောင့်အနေဆိုဘယ်နဲ့လုံးမလို့ ဘူးလို့ကျွန်တော်ကဒါပေမဲ့ရေကူးလို့ရတော့ ဒီပါနော် နဲ့တော့နဲ့တော့ရေကူးလို့ရ ဟိုး ကားရေကူးခိုင်းရတယ်